ချစ်ဝေးမပြောတော့ဘူးယနေ့မှစနောက်နှစ်တရာအတူတူအမင်းသွားကြရအောင်ကိုယူနေရလို့ပြောရင်တော့မင်းစိတ်နဲ့ပဲပေါ့မင်းရဲ့စိတ်နဲ့တည်ဆုံးခဲ့ရလေမင်းရဲ့အနာရှိတဲ့အဲ့ဒီမျက်ဝန်းနှစ်လေးတွေမှာအဲ့ဒီလက်ချောင်းတသွယ်လေးတွေမှာအဲ့ဒီတဒက်ဆွဲလေးတွေမှာမင်းရဲ့စိတ်လေးနဲ့ပြန်ဝင်စားချင်တာမျိုးကိုကအနီးအေးပင်မဲ့ဆွဲလန်းကြည့်တယ်လေအပြိုင်ဆက်ချောရာရဲ့ဒီယိုရီတွေကိုယုံနေမှလားမင်းရဲ့ကဘာမှာကိုယ့်ရဲ့ဆက်နွယ်ခြင်းကမင်းပျော်နေတာကြည့်ပြီးကိုပျော်ရွှင်မှုတွေစတင်ခဲ့တာမျိုးကိုယ့်ရဲ့ဖျားနာခြင်းလေးကမင်းပေါ့သိရှိရပါတော့ခမားလေးကတော့ပျော်နေမှဖြစ်မယ်ရှင်းရှင်းမြတ်တာနဲ့ပတ်သက်ရင်မင်းနဲ့ပတ်သက်တဲ့အကြောင်းတွေရဲ့ဒီလိုနဲ့ကျွန်တော်ကဘာလေးကလေပတ်နေခဲ့ပေါ့မင်းကိုမင်းသိတာထက်ကိုကပိုတိချောင်းဆရှိပြီးစိတ်ရှည်လက်ရှည်မင်းပြောသမျှအကုန်နားထောင်ပေးဖို့ကိုကမင်းကိုဘလောက်ထိရှိတယ်ဆိုတဲ့အကြောင်းတွေပြောပြဖို့ဟိုးရေးကြီးကမင်းစီပိုးတဲ့စာလေးတွေမှာကျွန်တော်လုံလောက်ယူနေခဲ့ကြောင်းစက်ကူကျဲလေးတွေခောက်ထားပြီးမင်းနဲ့တွေ့ရင်ပေးမယ့်အကြောင်းရှင်းရှင်းမြတ်တာကိုအသင်ပြင်ထားခဲ့တယ်ကမ္ဘာလောကကြီးတဲ့ကျွန်တော်တို့ကိုဘာတွေကများရှားနာစေခဲ့တာလဲကွယ်ကျွန်တော်ကခမားကိုအချစ်ဆုံးပဲအရှိုးနေရတွေဆိုကိုပြန်ရှစ်ဖို့မိနေခဲ့ပေါ့မျောလင်းချက်လို့အမိခံထားတဲ့အနာဂတ်လေးမှာကျွန်တော်လက်လေးကိုတွဲထားပါတန်တရားတစ်ထောင်အထိအတူတူအိပ်ရာဝင်ဖို့အတူတူလောကရန်ရဲ့အကောင်းဆိုးတွေရင်ဆိုင်ဖို့ကျွန်တော်အင်ဂျီလက်လေးခောက်တင်ပေးဖို့ခမားနဲ့တူတဲ့သမီးလေးမွေးပြီးရှစ်ပြခြင်းသေးချောင်းခမားနဲ့ဝေးတဲ့နေ့တွေမှာဖတ်ဖို့စာအုပ်တွေဝယ်စုထားမယ်ဂီတာလေးတစ်လုံးအခန်းလေးချိတ်ထားပြီးဖော်ပြမယ်ကျွန်တော်အထီးကျန်မှုတွေကိုခမားတပုံလေးထုတ်ကြည့်ပြီးလွမ်းပြင်မယ်ဖះကိုနေကြပန်းတွေလူမယ်မင်းကိုအနားမှာနေကြပါစေပေါ့ကွယ်